ကိုခန္ဓာကိုယ်မှာရှိနေတဲ့ပစ္စည်းတွေရဲ့နာမည်ကိုတော့ထိုင်လို့ကျွန်တော်တို့သိထားဖို့လိုအပ်ပါတယ်ပေါ့နော်ဒီသင်ခန်းစာမှာကျွန်တော်တို့ဒီကောင်းအစခြေအစုံပေါ့နော်ဒီအုတ်ထုတ်ကနေခြေအိတ်အထိကိုယ့်ရဲ့ခန္ဓာကိုယ်အပေါ်မှာရှိနေတဲ့ပစ္စည်းတွေရဲ့နာမည်ကိုစုစုပေါင်း43လုံးကြက်ရမှာဖြစ်ပါတယ်เนาะနည်းနည်းများတယ်လို့ခံစားရရင်ဒီဗီဒီယိုကို share ထားလို့လည်းရတယ်ခွဲပြီးတော့ like ကြက်သွားပါเนาะဘယ်လိုပဲဖြစ်ဖြစ်ဒီစကလုံးလေးတွေအားလုံးကိုကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်ရထားဖို့တော့လိုအပ်ပါတယ်ဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်တို့မစခင်မတိလိုက်မှာဆိုလို့နည်းနည်းလေးပြောပြချင်တာကကျွန်တော်တို့စီမှာဒီထိုက်စကားပြောတီးတဲ့အတန်းလေးကဒီလ22ရက်နေ့မှာစတော့မှာဖြစ်ပါတယ်เนาะဒီတင်တန်းကထိုက်စကားပြောတီးတဲ့အတန်းပါတင်တန်းကာလက4လကြာမှာဖြစ်ပါတယ်เนาะကေရီတင်ကထိုက်စာကို60ကနေ90ရာခိုင်နှုန်းအထိဖတ်တတ်ထားတယ်ဆိုရင်เนาะဒီတင်တန်းကိုတက်လို့ရပါတယ်เนาะအသေးစိတ်ကို page share messenger မှာထပ်ပြီးတော့မေးမြန်းပေးပါဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်တို့စပြီးတော့ကြည့်လိုက်ရအောင်ပထမဆုံးတစ်လုံးကျွန်တော်တို့ဒီအုတ်ထုတ်ကိုထိုက်လို့หมวกလို့သုံးတယ်เนาะหมวกหอมออัวก็หมวกလို့သုံးတယ်ဒုတိယတစ်ခုဒီปีกုပ်ကိုကြတော့ကျွန်တော်တို့ที่คาดผมလို့သုံးတယ်เนาะที่คาดผมဆိုတာကปีกုပ်နောက်တစ်ခုကျွန်တော်တို့ဒီကလစ်ကိုကြတော့กิฟติดผมလို့သုံးတယ်เนาะกิฟမှာภาษาပိတ်မယ်กิฟติดผมဆိုတာကကလစ်ပါနောက်တစ်ခုဒီစံငယ်အုတ်ထုတ်ပေါ့เนาะစံငယ်အုတ်ထုတ်ကိုကြတော့หมวกกันน็อกလို့သုံးတယ်เนาะหมวกกันน็อกเนาะหมวกဆိုတာကအုတ်ထုတ်กันဆိုတာကကာကွယ်တာน็อกဆိုတာကဒီတတိလစ်တာပေါ့เนาะတဘောကဒီတတိလစ်တာကနေကာကွယ်ပေးတဲ့အုတ်ထုတ်ပေါ့เนาะတဘောကဒီစငယ်အုတ်ထုတ်ဝတ်ထိုင်းเนาะနည်းနည်းလေးတက်တာမယ်ပေါ့เนาะတတိလစ်တာကနေကာကွယ်နိုင်တယ်ဆိုတဲ့အတိပဲအဲ့လိုမျိုးမှတ်ရတာလွယ်အောင်မှတ်ချင်တယ်ဆိုရင်အဲ့လိုမျိုးမှတ်လို့လည်းရတယ်ဒါမှမဟုတ်သူရဲ့နာမည်ကိုပဲတခါတည်းပုံလေးကြက်လိုက်လို့လည်းရတယ်เนาะหมวกกันน็อกရမယ်เนาะနောက်တစ်ခုကျွန်တော်တို့ဒီစပင်စီးကြိုးကိုကြတော့ยางมัดผมလို့လည်းသုံးလို့ရတယ်လို့ยางรัดผมလို့လည်းသုံးလို့ရတယ်ဟုတ်ပြီเนาะยางมัดผมဒါမှမဟုတ်ยางรัดผมနောက်တစ်ခုဒီစပင်အတုကိုကြတော့ကျွန်တော်တို့ wig ผมလို့သုံးလို့ရတယ်เนาะ wig ဆိုတဲ့စကားလုံးပေါ့เนาะ wig ผมဆိုတာကစပင်အတုနောက်တစ်ခုဒီမျက်မှန်ပေါ့เนาะမျက်မှန်ကိုကျွန်တော်တို့ แว่นလို့သုံးလို့ရတယ်ဒါမှမဟုတ်แว่นตาလို့လည်းသုံးလို့ရတယ်เนาะตาဆိုတာကမျက်လုံးပေါ့เนาะအဲ့တော့แว่นตาဒါမှမဟုတ်แว่นเนาะနောက်တစ်ခုနေကမျက်မှန်ကိုကြတော့แว่นกันแดดလို့သုံးတယ်เนาะแว่นกันแดดเนาะဒါလည်းတူတူပဲမှတ်ရတာလွယ်အောင်နီလန်းလို့ချင်တယ်ဆိုရင်တော့แว่นဆိုတာကမျက်မှန်กันဆိုတာကကာကွယ်တာแดดဆိုတာကနေကိုပြောတာပေါ့เนาะနေကနေကာကွယ်ပေးတဲ့မျက်မှန်เนาะအဲ့တော့နေကမျက်မှန်ပေါ့เนาะแว่นกันแดดนะครับနောက်တစ်ခုကျွန်တော်တို့ဒီမျက်ကပ်မှန်ကိုကြတော့ contact lens လို့သုံးလို့ရတယ်သူကအင်္ဂလိပ်စကားလုံးကနေပဲယူထားတာပေါ့เนาะ contact lens ရမယ်เนาะနောက်တစ်ခုကျွန်တော်တို့ဒီ mask ကိုကြတော့หน้ากากလို့သုံးလို့ရတယ်เนาะကိုဗစ်တုန်းကတတ်တဲ့ mask တွေလေหน้ากากဒါမှမဟုတ်หน้ากากอนามัยလို့လည်းသုံးလို့ရတယ်เนาะหน้ากากอนามัยเนาะနောက်တစ်ခုကျွန်တော်တို့ဒီหน้ากากကိုကြတော့ต่างหูလို့သုံးမယ်เนาะต่างหูဆိုတာကหน้ากากပါနောက်တစ်ခုကဒီหน้าจักကိုကြတော့ကျွန်တော်တို့หูฟังလို့သုံးမယ်เนาะหูฟังเนาะหูฟังဆိုတာကหน้าจักပြီးတော့နောက်တစ်ခုဒီမဖလာပေါ့เนาะဒီလက်ပင်ပတ်တဲ့ဟာကိုကြတော့ကျွန်တော်တို့ผ้าพันคอလို့သုံးလို့ရတယ်เนาะผ้าพันคอเนาะနောက်တစ်ခုကဒီဆွဲကြိုးပေါ့เนาะဆွဲကြိုးကိုကြတော့สร้อยလို့သုံးလို့ရတယ်เนาะสร้อยคอရတယ်เนาะสร้อยဒါမှမဟုတ်สร้อยคอနောက်တစ်ခုဒီ necktie ကိုကြတော့ necktie လို့သုံးလိုက်ရုံပဲเนาะ necktie ရမယ်เนาะနောက်တစ်ခုအင်ဂျီကိုကြတော့เสื้อเนาะဒီအင်ဂျီတွေအားလုံးကိုကျွန်တော်တို့เสื้อလို့သုံးလို့ရတယ်เสื้อเนาะနောက်တစ်ခုဒီ T-shirt ကိုကြတော့เสื้อยืดလို့သုံးတယ်เนาะเสื้อยืดဒါမှမဟုတ်เสื้อเชิ้ตလို့လည်းသုံးတာတွေ့ရတယ်เนาะเสื้อยืดเสื้อเชิ้ตရတယ်เนาะနောက်တစ်ခုဒီအင်ဂျီလက်ရှည်ကိုကြတော့เสื้อแขนยาวเนาะเสื้อแขนยาวเนาะแขนยาวဆိုတာကဒီလက်ရှည်ပေါ့เนาะเสื้อแขนยาวအဲ့တော့အင်ဂျီလက်တို့ဆိုရင်เสื้อแขนสั้นလို့သုံးတယ်เนาะเสื้อแขนสั้นဆိုတာကအင်ဂျီလက်တို့နောက်တစ်ခုဒီစွတ်ကျက်ကိုကြတော့เสื้อกล้ามလို့သုံးတယ်เนาะเสื้อกล้าม
เสื้อกล้ามဆိုတာကสุดเจနောက်တစ်ခုအနွေးထဲကိုကြတော့เสื้อกันหนาวเสื้อกันหนาวတွေ့လားတာလဲလွယ်လွယ်ကူကူမှတ်ချင်တယ်ဆိုရင်เสื้อဆိုတာကအင်ဂျီกันဆိုတာကကာကွယ်တယ်หนาวဆိုတာကအေးတာကနေကာကွယ်ပေးတဲ့အင်ဂျီပေါ့နော်เสื้อกันหนาวเสื้อกันหนาวရမယ်နော်နောက်တစ်ခုဒီအကစားအင်ဂျီကိုကြတော့เสื้อกีฬาလို့သုံးမယ်နော်เสื้อกีฬาเสื้อกีฬาเนาะနောက်တစ်ခုအတွင်းခံအင်ဂျီပေါ့เนาะအတွင်းခံ bra ကိုကြောက်တော့ကျွန်တော်တို့เสื้อชั้นในလို့သုံးလို့ရတယ်เนาะเสื้อชั้นในเสื้อชั้นในရမယ်เนาะနောက်တစ်ခု jacket ကိုကြောက်တော့ jacket လို့သုံးလိုက်ရုံပဲเนาะ jacket เนาะအင်္ဂလိပ်စကားလုံးနဲ့ပဲယူထားတာပေါ့เนาะဒီဟာလေ jacket နောက်တစ်ခုဒီမိုးကအင်ဂျီကိုကြတော့เสื้อกันฝนလို့သုံးတယ်เนาะဒါလည်းတူတူပဲเสื้อအင်ဂျီกันကာကွယ်တယ်ฝนဆိုတာကမိုးအဲ့တော့မိုးကနေကာကွယ်ပေးတဲ့အင်ဂျီပေါ့เนาะเสื้อกันฝนเสื้อกันฝนရမယ်เนาะနောက်တစ်ခုကျွန်တော်တို့ဒီပေါင်းပီအပိုင်းကိုကြည့်ရအောင်ပေါ့เนาะပေါင်းပီကိုထိုက်လို့กางเกงလို့သုံးတယ်เนาะกางเกงဒါလည်းတူတူပဲပေါင်းပီအတူဆိုရင်กางเกงขาสั้นบ่เนาะกางเกงขาสั้นပေါင်းပြီးအတူပေါင်းပြီးအရှည်ဆိုရင်กางเกงขายาวกางเกงขายาวဆိုတာကပေါင်းပြီးအရှည်เนาะနောက်တစ်ခုဒီအတွင်းခံကိုကြတော့ခရုတို့กางเกงในလို့သုံးတယ်เนาะในဆိုတာကအထဲမှာအဲ့တော့กางเกงဆိုတာကပေါင်းပြီးเนาะအထဲကပေါင်းပြီးပေါ့เนาะအတွင်းခံကိုပြောတာกางเกงในရမယ်เนาะနောက်တစ်ခုကကျွန်တော်တို့ဒီစကတ်ကိုကြတော့กระโปรงလို့သုံးတယ်เนาะกระโปรงဆိုတာကစကတ်ပါမြင်ပြောလိုက်ရင်တော့ဒီกระโปรงဖြစ်သွားတာပေါ့เนาะกระโปรงစကတ်နောက်တစ်ခုကျွန်တော်တို့ဒီ dress ကိုကြတော့ dress လို့သုံးတယ်เนาะ dress အင်္ဂလိပ်ကနေပဲယူထားတာဒါပေမဲ့တနည်းနည်းကွာတာပေါ့เนาะသူက dress လို့လည်းသုံးလို့ရတယ်เนาะ main ကလေးတွေဝတ်တဲ့ဟာနောက်တစ်ခုကျွန်တော်တို့ဒီ boxer ကိုကြတော့ boxer လို့ပဲသုံးတယ်เนาะ boxer ရမယ်เนาะနောက်တစ်ခုညအိပ်ဝတ်စုံကိုကြတော့ชุดนอนလို့သုံးတယ်ชุดนอนเนาะชุดဆိုတာကဒီဝတ်စုံ non ဆိုတာကအိပ်တယ်ชุดนอนညအိပ်ဝတ်စုံနောက်တစ်ခုခြေအိပ်ကိုကြတော့ถุงเท้าလို့သုံးတယ်เนาะถุงเท้าถุงဆိုတာကအိပ်เท้าဆိုတာကခြေထောက်အဲ့တော့ถุงเท้าဆိုတာကခြေအိပ်ကိုပြောတာเนาะถุงเท้าနောက်တစ်ခုဖနက်ကိုကြတော့ခရုတို့รองเท้าလို့သုံးတယ်เนาะรองเท้าဆိုတာကဖနက်ပေါ့เนาะနောက်တစ်ခုဒီပိုးဖနက်ကိုကြတော့รองเท้าผ้าใบလို့သုံးလို့ရတယ်เนาะรองเท้าผ้าใบဆိုတာကပိုးဖနက်နောက်တစ်ခုကျွန်တော်တို့ဒီတောက်ဖနက်ကိုကြတော့รองเท้าส้นสูงလို့သုံးတယ်เนาะรองเท้าส้นสูงဆိုတာကတောက်ဖနက်နောက်တစ်ခုကျွန်တော်တို့ဒီညက်ဖနက်ကိုကြတော့รองเท้าแตะလို့သုံးတယ်เนาะรองเท้าแตะဆိုတာကညက်ဖနက်ပါဟုတ်ပြီနောက်တစ်ခုဒီခပတ်ကိုကြတော့เข็มขัดလို့သုံးတယ်เนาะเข็มขัดဆိုတာကခပတ်နောက်တစ်ခုဒီအိတ်ကိုကြတော့กระเป๋าလို့သုံးတယ်เนาะกระเป๋าဆိုတာကအိတ်ပါနောက်တစ်ခုဒီนายีကိုကြတော့นาฬิกาလို့သုံးတယ်เนาะนาฬิกานายีပါနောက်တစ်ခုဒီလက်စွပ်ကိုကြတော့แหวนလို့သုံးမယ်เนาะแหวนနောက်ဆုံးတစ်လုံးလက်ကောက်ကိုကြတော့กำไรလို့သုံးတယ်เนาะกำไรမဟုတ်เนาะဒီရရအတန်နဲ့ထွက်မယ်ဆိုရင်ဒီအမျက်လို့အတိတ်ပဲတက်ရောက်မယ်အခုကလက်ကောက်ကိုခရုတို့ကกำไรလို့သုံးတယ်เนาะกำไรရမယ်เนาะနည်းနည်းတော့များတယ်ဒါပေမဲ့စဉ်းစားကြည့်မယ်ဆိုရင်ဒီစကလုံးတွေကမကြက်လို့လည်းအဆင်မပြေဘူးဟုတ်တယ်မလားကျွန်တော်တို့ဒီစကလုံးလေးတွေကရထားဖို့လိုတယ်အမြဲတမ်းကိုယ်ခန္ဓာကိုယ်မှာရှိနေတဲ့စကလုံးလေးတွေတောင်ကိုမသိဘူးဆိုရင်တော့အဆင်မပြေဘူးပေါ့เนาะအဲ့တော့ဒီထိုက်ပါတာစကားမှာကျွန်တော်တို့စာကြောင်းတိဆောက်ပုံကိုလေးလာထားဖို့လိုအပ်တယ်လို့ဒီစကလုံးလေးတွေလည်းအများကြီးကြက်ထားဖို့လိုအပ်တယ်ဟုတ်ပြီเนาะစာကြောင်းတိဆောက်ပုံနဲ့သုံးပုံသုံးနည်းတွေကကျွန်တော်တို့အချင်းအများကြီးပေးစရာမလိုဘူးတလနလလောက်လောက်လိုက်ကောင်းကောင်းလေးတေချာလေးတွေ့နီလန်တွေ့ပုံစံကိုကောင်းကောင်းလေးရသွားပြီဒါပေမဲ့ဒီသူများပြောတာကိုအကုန်လုံးနားလည်ဖို့တရားရခိုင်နှုန်းနားလည်ဖို့ကောင်းကောင်းလေးပြန်ပြောတတ်ဖို့ဆိုတာကစကလုံးမကြက်တဲ့ရွေးအဆင်ပြေမှာမဟုတ်ဘူးဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့ဒီစကလုံးလေးတွေလည်းကြက်ပါเนาะစာကြောင်းတိဆောက်ပုံလေးတွေလည်းတေချာလေးနားလည်အောင်လုပ်ပါတင်တစ်ခုစလုံးရမယ်ပြင်များလေးလည်းလေ့ကျင့်မယ်ဆိုရင်တော့တေချာလေးထိုက်ပါတာစကားကိုကောင်းကောင်းမွန်မွန်ရလာမှာဖြစ်ပါတယ်ဟုတ်
ဟုတ်ပြီနော်အကယ်၍ကျွန်တော်တို့စီမှာထိုင်းစကားတီးတဲ့အတန်းလေးကိုတက်ချင်တယ်ဆိုရင်လည်းတင်တန်းလာအလို့ရပါတယ်เนาะကျွန်တော်တို့ဒီလ22ရက်နေ့တင်တန်းစမှာဖြစ်ပါတယ်เนาะတင်တန်းကာလက4လပါဒီ4လမှာလုံးဝအခြေခံကနေလုံးဝကြက်ထားတဲ့စာကြောင်းတွေစကလုံးလေးတွေပြီးတော့စာကြောင်းတိစောက်ပုံကအစားအသေးစိတ်လေးလာမှာဖြစ်ပါတယ်ပြီးတော့စကလုံးလေးတွေလည်းထောင်ချီကြက်ရမယ်ဒီ4လပြီးသွားပြီဆိုရင်တော့ဒီစကလုံးလေးတွေကိုကိုလို့တလို့ပေါ့เนาะဆွဲပြီးတော့ဒီချာလေးတုံးတက်သွားမယ်ဆိုတာအာမခံပါတယ်စ조사ဖို့လိုအပ်မယ်เนาะသူများထက်ပို့ပြီးတော့စ조사ရမယ်အိမ်စာပို့ရမယ်မရှင်းတာနားမလဲတာရှင်းမိရမယ်သင်ခန်းစာအတိုင်းမှာအိမ်စာရှိမယ်เนาะ video class ဖြစ်တယ်ကိုအားတဲ့ချိန်မှာဝင်ပြီးတော့လေးလာလို့ရတယ်ပေါ့เนาะသင်ခန်းစာအတိုင်းမှာအိမ်စာရှိတယ်ဆရာဆရာမကနေအိမ်စာစစ်တဲ့ဆရာဆရာမကနေတယောက်ချင်းစီကိုအသေးစိတ်အတန်ထွက်ပြီးမှပြီးစစ်ပေးမှဖြစ်ပါတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ပေါ့เนาะဒီနံပါတ်တစ်ခါတင်နန်းသားတွေကိုစာလေးတွေတေချာလေးပြန်နှွေးလို့ရအောင် zoom လုပ်ပေးမှဖြစ်ပါတယ်ပြီးရင်တိချတဲ့မိခွန်းတွေလည်းဖြည့်ပေးမှဖြစ်တဲ့အတွက်ကိုကစ조사ဖို့တစ်ခုပဲလိုအပ်ပါမယ်ဟုတ်ပြီเนาะအဲ့တော့တင်တန်းကြီးအပြည့်ကတော့ဒီပတ်2000ပါပေါ့เนาะ promotion ကလာကတော့ကုန်သွားပြီဒါပေမဲ့အခုအပ်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီပတ်1600နဲ့တော့ရပါသေးတယ်เนาะအမြန်ဆုံး page messenger ကိုဆက်သွယ်သွားပေးပါလူမပြည့်ခင်ပေါ့เนาะဒီနေ့အတွက်ဒီလောက်ပါပဲผม James สวัสดีครับ